အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် GOD ပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဒီနေ့ပွဲကြီးစုံတော့ဒါအခုကျွန်တော်တက်လာတော့ဗောဗျာဆိုတော့ဒီနေ့ပွဲလေးပြောပြပေးပဲဗောနော်ဆိုတော့ကျွန်တော်တော်တော်လေးလက်စုံပါတယ်ပွဲကြီးဗောကျွန်တော်စီးရီးရှိမှာဗျာပြင်သစ်လီဂူရှိမှာဗျာနောက်တော့ကျွန်တော်ဂျာမန်ဘွန်ဒလီဂါဗောဟိုဂျာမန်ပိုကယ်ဖလားရှိမယ်နော်ဆိုတော့ EFL ကတ်တွေဗောခါရာဘောင်းဖလားတွေလည်းရှိရောနော်ဆိုတော့ဟုတ်ပါပြီကျွန်တော်ပွဲလေးတွေနည်းနည်းလေးဒါသုံးသပ်ပေးခြင်းပါတယ်ကျွန်တော်ဒီထဲမှာကြိုက်တဲ့ပွဲလေးတွေဗောဗျာကဲဆိုတော့ဒီပွဲလေးမပြောခင်မှာနော်ဒီကျွန်တော်မမ plan လေးနဲ့မိတ်ဆက်ပေးဦးမယ် brother တို့ရေဒီလားဒါကဘာလဲဆိုတော့ကျွန်တော်စီပါ17လပိုင်းအတွက်ပေါ့နော်ဒီ17လပိုင်းအတွက်မမခေါ်ယူနေပါပြီဆိုတော့17လပိုင်းအတွက်မမခေါ်ယူနေပါပြီဆိုတော့17လပိုင်းအတွက်မမယူခြင်းနဲ့ပါဘာညာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Viber number plan 959252499091ဒီ Viber ကနေဆက်သွယ်ပေးကြပါဆိုတော့ကျွန်တော်ဘာအာမခံပေးထားလဲဆိုတော့ညီကိုအနေနဲ့ကျွန်တော်တို့ပေါ့နော်တိုတယ်စင်းကြုံမှာကျွန်တော်တို့ဒီလာကျုပ်စင်းကြုံမှာ3000ပေါ့အမြတ်3000ဆိုတာကျွန်တော်တို့ဘော်ဒီပွဲ3ဟိုပွဲ30စာပေါ့နော်ဒီဘော်ဒီပွဲ30စာနဲ့ညီမျှပါတယ်ပေါ့ဟိုတစားပွဲ30စာနဲ့ညီမျှတယ်ဒီဟာမြတ်မှသာလင်ပေါ့ကျွန်တော်နောက်လာကိုပတ်စံတက်တောင်းမှာဖြစ်ပါတယ်အကယ်၍ဒီဟာတော့ကျွန်တော်မမြတ်ဘူးဆိုလို့ရှိရင်တော့ဒါနောက်လာကိုကျွန်တော်ထပ်ပြီးတော့ free pay ဝမှာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားဆိုလို့ရှိရင် Viber နံပါတ် +9592529091ဒီ Viber ကနေဆက်သွယ်ပေးလို့ရပါတယ်ခင်ဗျာကဲဆိုတော့ကျွန်တော်ဒီပွဲလေးသုံးသက်ချက်လေးစပြောပြပါမယ်ကဲဆိုတော့ကျွန်တော် Arsenal နဲ့ Brighton နဲ့ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ဆိုတော့ Liverpool နဲ့ Crystal Palace မှာကျွန်တော်ဟိုဟာကိုကြိုက်တယ်ဗျာဂိုးအောက်ကိုကြိုက်တယ်Man City နဲ့ကျွန်တော် Swansea နဲ့ Man City နဲ့မှာကျွန်တော် Swansea ကိုကြိုက်တယ်Wolverhampton နဲ့ Chelsea နဲ့ကျွန်တော် Wolverhampton ကိုကြိုက်တယ် Newcastle နဲ့ Spurs နဲ့ကျွန်တော် Newcastle ကိုကြိုက်တယ်Roma နဲ့ Parma နဲ့ဆိုတော့ Parma ကိုကြိုက်တယ် Juventus နဲ့ Udine နဲ့ကျွန်တော် Juventus ကိုကြိုက်တယ်ဆိုတော့ Como နဲ့ Verona နဲ့ကျွန်တော် Verona ကိုကြိုက်တယ်ဆိုတော့ Bologna နဲ့ Torino နဲ့ဆိုတော့ Bologna Torino မှာကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ပြီးတော့Genoa နဲ့ကျွန်တော် Ceremonies နဲ့ကျွန်တော် Genoa Ceremonies မှာကျွန်တော် Genoa ကိုကြိုက်တယ်ဆိုတော့ Inter Milan Fiorentina မှာကျွန်တော် Inter ကိုကြိုက်ပါတယ်ကဲဆိုတော့နောက်ထပ်ကျွန်တော်ဘာပွဲတွေပြောပြလို့ရသေးလဲ Stuttgart နဲ့ Mainz နဲ့ဒီပွဲမှာကျွန်တော်ဂိုးပေါင်းပေါ်ကိုကြိုက်တယ်ဆိုတော့နောက်ထပ်ကျွန်တော် Leverkusen နဲ့ Paderborn နဲ့ပေါ့နော်ဆိုတော့ Paderborn နဲ့ Leverkusen နဲ့ကန်မယ်ဆိုတော့ကျွန်တော် Paderborn ကြိုက်တယ် Bayern Munich နဲ့6လုံးနဲ့ဆိုတော့6လုံးကိုကြိုက်တယ်နောက်တစ်ပွဲကျွန်တော်Union Berlin နဲ့Believe နဲ့ပေါ့နော်ဆိုတော့ကျွန်တော် Believe ကိုကြိုက်ပါတယ်ပြီးတော့ Believe နဲ့တွဲရဲကျွန်တော်ကိုပေါင်းပေါ်လေးပါတွဲယူပါမယ်ဆိုတော့6လုံးပွဲမှာလည်းဒီလိုမျိုးပဲပေါ့ဗျာဒီလားဟို6လုံးနဲ့ဒါခင်ဗျားကိုပေါ်လေးတွဲရိုက်လိုက်ပေါ့နော်ဆိုတော့ကဲဆိုပြင်သစ်လီဂူတွေချက်သွားကြည့်မယ်ပေါ့နော်ဆိုတော့ဒါတွေကတော့ကျွန်တော်သိရွေးထားတော့မရှိဘူးပြင်သစ်လီဂူတွေဘာဖြစ်လို့လဲဆိုတော့ပွဲတွေအဲ့လောက်များရင်ကျွန်တော်မရွေးဘူးဗျာပြင်သစ်လီဂူတွေကိုNice နဲ့ကျွန်တော်ဒီ line ဟွာနဲ့ပေါ့ line လီနဲ့ပွဲပြောပြလို့ရတယ်ဆိုတော့ Nice နဲ့ line လီနဲ့မှာကျွန်တော်ဟိုအောင်ကြိုက်တယ်ဒီ Nice ကိုကြိုက်တယ်Nice နဲ့ကျွန်တော်ဂိုးပေါင်းအောက်ကိုတွဲကြိုက်တယ်ဗောနော်ဆိုတော့နောက်ထပ်ကျွန်တော်မာဆေးနဲ့အန်ဂါနဲ့မှာကျွန်တော်ဂိုးပေါင်းအပေါ်တစ်ချောင်းပဲကြိုက်တယ်ဆိုတော့ Paris နဲ့ကျွန်တော် Lyon နဲ့ Paris ကိုကြိုက်တယ်ဗျာStarbrook Ozzy ကျွန်တော် Ozzy ကိုကြိုက်တယ်ကဲဆိုတော့ဒါကတော့ကျွန်တော်ဒီနေ့ညကြိုက်တဲ့ပွဲလေးဖြစ်ပါဆိုတော့ပြင်သစ်တွေဟွာတွေပေါ့နော်ဒီဂျာမန်ဟွာတွေပိုကယ်တွေမသုံးတတ်တော့ဘူးဆိုတော့ကျွန်တော်သုံးသက်ချက်လုပ်ပေးနေတာဒီကျွန်တော် EFL ကတ်ထဲကပါမယ်ဗောနော်ဆိုတော့ EFL ကတ်ထဲကကျွန်တော်သုံးသက်ချက်လေးလုပ်ပေးမယ် Arsenal နဲ့ Brighton နဲ့ဆိုတော့လက်ရှိမှာကျွန်တော်ဂိုးပေါင်းဈေးကဆိုတော့ body win you အရင်ပြောမယ် body win you ကကျွန်တော် 1.24 ဗျာဂိုးပေါင်း win you ကကျွန်တော်3လုံး28ဗျာ3လုံး30နိုင်ပေါ့ဗျာဆိုတော့ဘယ်လိုပြောရမလဲ Arsenal ပေါ့ Arsenal ကကျွန်တော် body ဈေး 1.100 အောက်မှာဗောနော်ဆိုတော့ body ဈေး 1.100 နဲ့အောက်မှာကျွန်တော်ဂိုးပေါင်းဈေးပေါ့ဆိုတော့ဂိုးပေါင်းဈေးကျွန်တော်ဒီ3ပေါင်းကိုကျွန်တော်50အောက်ပေါ့3ပေါင်း50အောက်ပွဲကဒါကျွန်တော်ပထမဦးဆုံးဒီနေ့ပွဲမှာဒါကျွန်တော်အခုမှမြင်ဘူးတယ်ပေါ့နော်ဆိုတော့ Arsenal ရဲ့ဒီရာဒီဖွင့်ခဲ့တဲ့ကြီးတွေမှာဆိုတော့ body ဈေးကကျွန်တော်1 minus ဟိုပါပေါ့ 1.100 အောက်ကိုအောက်ပေါက်တယ်ဆိုတော့ 1.100 အောက်ကိုပေါက်ပြီးတော့အခုဆိုလို့ရှိရင်ဂိုးပေါင်းဈေးကပြေးနေရဗျာတလားအခုဒီဂိုးပေါင်းဈေးကငြိမ်နေကျွန်တော်စောစောတော့မှပြောတာ28ဗျာအခုအိုင်ဘတ်ထဲမှာတွားကြည့်လိုက်16ဗျာပဲရှိတော့ပဲဆိုတော့ဂိုးပေါင်းဈေးပြေးနေဆိုတော့ Arsenal မှုလို့ဒါဘာဖြစ်လို့လဲဆိုတော့မှန်းလို့ရတယ်ဂိုးပေါင်းဈေးပေါ့နော်ဒါဟာဘာလဲဆိုဗျာအာတီတာအနေနဲ့ကတော့ကျွန်တော်ဒီ EFL ကတ်တွေပါတွေကတော့သူ့ဟာနဲ့သူဗျာတိလားသူ့ရဲ့ဒီဒုတိယလူစင်းနဲ့ပဲသူထွက်လာလိမ့်မယ်ဆိုတော့ယောဂရက်တို့ဘာကိုကျွန်တော်ပါလိမ့်မယ်တိလားဒီကောင်လေးလောက်ပဲပါပြီးတော့ကျန်တဲ့ဥစ္စာကြီးကကျွန်တော်အရန်နေနဲ့ထွက်လာလိမ့်မယ်အရန်နေနဲ့ထွက်လာရင်တော့ Brighton ကတော့ Arsenal လိုမျိုးဒါအရန်နဲ့ထွက်လာမှာမဟုတ်ဘူးเนาะဆိုတော့ဒီ Arsenal နဲ့တွေ့တာဖြစ်တဲ့အတွက်ဒီကောင်လေးကတော့သူ့ရဲ့ပထမ first line ကိုပဲထွက်လာမှာပဲဒီ line ကကျွန်တော်တို့ဒီ Arsenal ရဲ့ခံစစ်ကိုတေချာပေါက်ဂိုးရလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲက3လုံးသွားတယ်ဂိုးပေါင်းပေါ်ကိုကြိုက်တယ်ဆိုတော့ Liverpool နဲ့ Crystal Palace နဲ့ဆိုတော့ဒီပွဲမှာဂိုးအောက်ကြိုက်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့လီဗာပူးကအခုကဘာလဲဆိုတော့တိုက်စစ်ကပေါ့နော်လီဗာပူးကအခုကခံစစ်တင်မဟုတ်တော့ဘူးဗျာဒီလားဒီတိုက်စစ်ပါကျွန်တော်ကနည်းနည်းလေးဟွာဖြစ်တယ်တိုက်စစ်ကပါကျွန်တော်ညံ့တယ်တကယ် Brentford တွေပါနေပွဲတွေတုန်းကလည်းဒါBrentford တော်တော်လေးညံ့လို့ပေါ့နော်ဒါ Brentford တော်တော်လေးညံ့လို့ဒါကျွန်တော်လီဗာပူး2ဂိုးပြန်ရပါဒီလားဆိုတော့
ဒီပွဲမှာလည်းဒါကျွန်တော် Brentford တော်တော်ညံ့လို့ဒါလီဗာပူးက2ဂိုးပြန်ရသွားဗျာတိလားဆိုတော့လီဗာပူးရဲ့ခြေစွမ်းကကျွန်တော်2ဂိုးရဖို့ကျွန်တော်ထိုက်တန်နေတဲ့ခြေစွမ်းဟုတ်မလို့ဒီနေ့ Crystal Palace ကိုအားလုံးကလက်စားချိန်မဲ့ဘာညာတော့ပြောနေကြတယ်ခြေချင်းမခြေချင်းနေကျွန်တော်တို့ဒီပွဲကတော့ကိုအောက်တစ်ကြောင်းပဲသွားမယ်ပေါ့နော်ဆိုတော့လီဗာပူးနိုင်မနိုင်နေဆိုတော့လီဗာပူးနိုင်သွားလဲစိတ်ဝင်တော့ရှုံးသွားလဲစိတ်ဝင်တော့ဂိုးပေါင်းအောက်ဖို့ပဲစိတ်ဝင်တာတယ်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဆိုတော့နောက်တစ်ပွဲကျွန်တော် Man City နဲ့ Swansea နဲ့ Man City စီပြော့တယ်ဗျဟိုချန်ပီယံရှစ်ကအတင်းကိုကျွန်တော်တို့ကအဝေးကွင်းမှာကျွန်တော်2ပေါင်း50နိုင်ဆိုတာဒါတော်တော်လေးပြော့တယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆို City ဖြစ်နေလို့ပြောပြီးတော့ရှေ့ပွဲမှာပေါ့ရှေ့ပွဲမှာဒီကောင်တွေဘာအတင်းအောင်လဲကြီးကြတာ sorry ဟိုဟာဘာလေး Aston Villa ကိုကြီးကြထားတယ်ဆိုတော့ Villa ကိုကြီးကြထားတဲ့အတင်းတွေကကျွန်တော်ကြီးချက်ချင်းပြန်အောင်တော့မယ်ဆိုလို့ရှင်တော့ဗျာဒီလားဒီ EFL Cup ပေါ့ကတ်လည်းဖြစ်တယ်ပြီးတော့ဒီလိုပွဲမျိုးမှာဗျာဒီလားကျွန်တော်တို့ဒီကြီးအောင်တော့မယ်ဆိုလို့ရှင်နည်းနည်းပပလေးဈေးလေးပါလေးနဲ့ပေးပါလားဗျာဒီလားဆိုအခုလက်ရှိကMan City ကျွန်တော်2ဒီလောက်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော် Man City နေဦးမယ်အခုကတော့ဒါ Guardiola ဘာလဲဆိုတော့ကျွန်တော် Guardiola ကကျွန်တော်ရှေ့ရာသီတွေမှာတွေကသတိထားမိတယ် Guardiola ဒီကျွန်တော်ဒီလိုပွဲတွေကိုဘယ်တော့မှသူ့ရဲ့ပထမလူစင်းနဲ့မကန်ဘူးဗျာဒါဒီကျွန်တော် Championship တီလေဒီ Championship Club ဘာညာဒီကောင်နေနဲ့တွေ့လို့ရှိရင်သူ့ရဲ့ပထမလူစင်းနဲ့သူဘယ်တော့မှမကန်ဘူးပြီးတော့ဟိုဟာဒီပါ FA Cup တီပါရင်မှာလဲဒီကောင်ပထမလူစင်းနဲ့ကန်တာရှားတယ်အဓိကဒီ Guardiola ကျွန်တော် Champions League နဲ့ Premier League ကိုပဲသူ့ရဲ့ First Line နဲ့သူထွက်လာတာများတယ်ပေါ့သိလားဆိုတော့တော်တော်ဒါပါလဲဆို Guardiola သူရန်နေထက်ကန်မှုများတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်ဒီပွဲမှာတော့Swansea ကိုကြိုက်တယ် Swansea ကစားရလေတကယ်မစိုးဘူးဗျာ Championship မှာတော့เนาะဆိုတော့ Swansea ကြိုက်တယ်နောက်တော့ကျွန်တော်ဟို Wolverhampton နဲ့ Chelsea level တရားအဝေးကွင်းကနေပြော့တယ်ဗျပြော့ Chelsea ဈေးလည်းပြော့တယ်ဘာလို့လဲဆိုတော့ Wolves ဆိုတာကကျွန်တော်တို့ကဒီမှာဒီယာဒီမှာ Premier League မှာကျွန်တော်တပွဲမှမနိုင်သေးတဲ့အတင်းနောက်ဆို Premier League မှာလည်းတပွဲမှမနိုင်သေးဘူးအဲ့ဒါကိုကျွန်တော်အဝေးကွင်းကနေပြီးတော့ level တရားပဲပြီးတယ်ဆိုတော့ Chelsea မှာကဗျာဟိုဘလို့ပဲပြော Chelsea ကရလက်တွေဘလို့ပဲချဆင်းနေတယ်ပြော Chelsea မှာကျွန်တော်2သင်းစာ3သင်းစာလူစည်းရင်းရှိတယ်နောက်ဆိုဟိုပြီးတော့ဟို quality တွေလည်းအများကြီးရှိတယ် quality တွေလည်းအများကြီးရှိတဲ့ဒီအတင်းတင်းကလက်ရှိမှာအဝေးကွင်းမှာဗျာကျွန်တော်တကိုးသွင်းအပြည့်ရမယ်ဆိုတာကြီးရောဒါကတော့ကျွန်တော်စွန့်စားခြင်းစရာဟိုပါဗောနော်ဒီတိတ်ပြီးတော့ကျွန်တော်ချက်စီးဘက်ကကျွန်တော်ရင်းနှီးခြင်းစရာမကောင်းဘူးဖြစ်နေကျွန်တော်တော့ဗောနော်ကျွန်တော်ကတော့စွန့်မဲစွန့်စားခြင်းဒီပွဲမှာကျွန်တော် Wolverhampton ကိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးဗျာဟိုကျွန်တော်ဒီအမှတ်ပေးတွေမှာရလက်တွေစိုးနေတဲ့အတင်းတွေကဒီလိုမျိုးဒီကပ်ပွဲတွေမှာဒီကောင်တွေပြန်ပြီးတော့ result data ကောင်းလေးရှိတယ်ဗောနော်ဆိုတော့ဒါလေးတစ်ချက်ကြောင့်ဒီပွဲမှာကျွန်တော် Wolverhampton ကိုကြိုက်တယ်ဆိုတော့နောက်တစ်ပွဲအနေနဲ့ကျွန်တော်ကာဆယ်နဲ့စပါးနဲ့ကာဆယ်ကလည်းရှိမှကျွန်တော်1.60လောက်ပေးထားတာဒါဒီကျွန်တော်ဈေးမှန်တယ်ဈေးပြင်းတယ်ဆိုတော့ကာဆယ်အိမ်ကွင်းခတ်လိမ့်မယ်ဗောနော်ဆိုတော့ကာဆယ်ကွင်းမှာတွားပြီးတော့ဒါစပါးအနေနဲ့တော့ကျွန်တော်တို့တေးပါကြလိမ့်မယ်လို့တော့မထင်ဘူးဒါကြောင့်မလို့လဲဘူကီကကျွန်တော်ရဲတင်းတင်းကိုပေးထားတယ်1.60နျူကာဆယ်ကိုကြိုက်တယ်ကဲဆိုတော့ EFL ကတ်တီရောခတ်တူတူပဲခတ်မြင်မြန်ရောနော်ဆိုတော့ကျွန်တော် series တွေပြောချင်လို့ဗျာ series ကအခုရိုမာပါမာဆိုတော့ရိုမာပါမာမှာကျွန်တော်ပါမာရွေးထားရဗျရိုမာတကိုးနိုင်ရင်ကျွန်တော်တို့ကပြား20ပေါ့ပြား20ရှုံးမယ်ဆိုတာတော့ဒါကတန်လုံးဝကြီးရောနော်ဆိုတော့တန်လုံးဝကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ရိုမာဒီပေါ့ကျွန်တော်တို့ကဟိုဟာမှာဒီနာပိုလီအောက်မှာစီးရီမှာဆိုလို့ရှိရင်နာပိုလီအောက်မှာဆိုတော့မနေ့တော့နာပိုလီလည်းနိုင်သွားလို့ရိုမာလည်းလိုက်နိုင်ရမယ်ဆိုပြီးတော့တွက်နေကြမယ်လို့များလိမ့်မယ်ပေါ့နော်ဆိုတော့ရိုမာနိုင်ရင်ဒီဈေးမလာဘူးဗျဘာဖြစ်လို့လဲဆိုရိုမာဒီခေတ်ဆက်ပေါ့နော်ကျွန်တော်တို့ဒီပါမားပေါ်ပေးခဲ့တဲ့ဈေးတွေကကျွန်တော်က1.60အောက်ကိုဆင်းခဲ့တဲ့တမိုင်းကြောင်မရှိနေဘူးဒီယာတီကြမှာကျွန်တော်1.25ဗျာဒါအိမ်ဝင်ဈေးတန်းဗျာတိလားဆိုတော့နည်းနည်းပြော့တယ်ဗျာနည်းနည်းမဟုတ်တော်တော်လေးပြော့နေတော့ဆိုတော့ရိုမာဈေးကဟိုအောက်မှာဗျာကျွန်တော်ဂျူဗင်တက်တို့ဘာလို့တောင်းမှာပေါ့နော်ဒီအူဒီနီကိုပေးထားတဲ့ဈေးကြော1.50ရှိတယ်နောက်ဆိုရိုမာကသူနဲ့အဆင့်ကမိုးနဲ့မြေလိုကွာတဲ့အတင်းကိုဒီကောင်အိမ်ဝင်ကနေပြီးတော့ပေးထား1.24ဗျာအောက်မှာဂျူဗင်ပေးထားတဲ့ဈေးဒီသူနဲ့အထက်အောက်အတင်းဖြစ်တဲ့အူဒီနီကိုပေးထားတာကျွန်တော်1.50ဒီဈေးကိုရှင်းကြည့်လိုက်ရင်ဒါကရိုမာဈေးကပြော့နေတာဖြစ်တဲ့အတွက်ကျွန်တော်ရိုမာကိုဒီနေ့မှာပတ်ကန်နေပါတယ်ပါမောက်ကိုကြိုက်ပါကဲဆိုတော့နောက်တစ်ခါကျွန်တော်ဂျူဗင်တက်နဲ့အူဒီနီစ်နဲ့ဒါကတော့ကျွန်တော်ဆော့ဆော့ကပြောသလိုပဲเนาะဒီဘက်မှာနည်းနည်းအခြေလေးပြောရလို့ရှိရင်တော့ဟိုအူဒီနီစ်နဲ့ကျွန်တော်လက်ချီနဲ့ကဟိုအိမ်ကွင်းကြေးတောင်းပါเนาะဒါပြား100กว่าတယ်ဆိုတော့ပြား100กว่าဆိုတာဘာဖြစ်လို့ဒီလိုပြောရလဲဆိုရှေ့ကပွဲမှာအူဒီနီစ်ကကျွန်တော်လက်ချီအပေါ်ကိုပေးခဲ့တာကျွန်တော် level 100နဲ့ဒီကောင်တွေ3-2နဲ့နိုင်ခဲ့တာเนาะဆိုတော့ဟိုအူဒီနီလက်ချီထားထဲမှာကျွန်တော်ကဒီကြေးတန်းပြား100กว่าဟာချက်ရှိတယ်ဆိုတော့ဒီဟာအောင်မှကျွန်တော်မနေတော့ပါတော့ဒီနာပိုလီကန်သွားတယ်နာပိုလီနဲ့လက်ချီနဲ့တွေ့တယ်နာပိုလီလက်ချီမှာနာပိုလီကအဝေးကွင်းကနေပြီးကျွန်တော်1.20ပေးတယ်1.20ဈေးကိုကျွန်တော်တို့ကပြား100ထပ်ပေါင်းလိုက်လို့ရှိရင်အိမ်ကွင်းမှာနာပိုလီဒီလက်ချီပေါ်ပေးမဲ့ဈေးကြောဒီကျွန်တော်ကဟွာရှိမယ်ဗျာဒါထားပါတော့1.80ရှိမယ်ဆိုတော့1.80ကဟိုလက်ရှိမှာအူဒီနီကိုသာဆိုလို့ရှိရင်ဒါနာပိုလီပေးမဲ့ဈေးကြောကိုကျွန်တော်မှန်းလို့ရပြီပေါ့နော်ဆိုတော့အူဒီနီကိုဆိုလို့ရှိရင်နာပိုလီပေးမဲ့ဈေးဒီ1.20 1.30ဒီဝင်းကျင်ပဲပေးမှာဆိုတော့ဒီယာဒီမှာကျွန်တော်တို့ဂျူဗင်တက်နဲ့နာပိုလီနေရဒါဈေးတန်းတူတူပဲဆိုတော့ဈေးတန်းတူတူပဲလို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်ဒီယာတွေပေါ့နော်ကျွန်တော်ချန်ပီယံလိတို့ဘာလို့မှာဒါဘရာသာကိုတွေ့လိမ့်မယ်ဗျာတလားဆိုတော့ချန်ပီယံလိတို့ဘာလို့မှာရင်ဆိုင်နေရတဲ့ဥစ္စာတွေနဲ့အသင်းနေနဲ့ဟိုတချို့ဒီဈေးတွေတူနေရတယ်ဒါဘရာသာကိုတွေ့ရလိမ့်မယ်ဒါဒီဘူကီကဘာလဲဆိုဂျူဗင်တက်နာပိုလီကိုကျွန်တော်ကဥရောပမှာ
ပေါ့နော်ဆိုတော့ lead possession တခုလေးကခြေတန်းတူအသင်းလို့တတ်မှတ်ထားတယ်လို့ဒါကျွန်တော်တို့တတ်မှတ်လို့ရတယ်ဗျာဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဟိုနာပိုလီပေးတဲ့ဈေးကိုမှန်းလို့ရရင်ဂျူဗင်တက်ပေးရမယ့်ဈေးကိုလည်းကျွန်တော်မှန်းလို့ရမယ်ဂျူဗင်တက်ဗျာထိုင်ကုန်ပြေးအောင်ကျွန်တော် 1D ဆိုတော့ 1D ဒီဒါတော်တော်လေးပြင်းနေပြီပေါ့နော်ဆိုတော့အထက်အောက်လည်းဖြစ်နေတယ်လက်ရှိမှာအထက်အောက်ကိုကျွန်တော် 1.50 လောက်ပေးထားဒါဒီဂျူဗင်တက်ဟိုပြင်းတာထက်ကိုပိုပြင်းသွားတဲ့ဈေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဂျူဗင်တက်ကိုကြိုက်တယ်ကဲနောက်တစ်ပွဲကိုမိုဗီရိုနာဆိုတော့ဒီပွဲမှာလည်းပြောစရာရှိကျွန်တော်ဗီရိုနာကိုကြိုက်တာနော်ဗီရိုနာကိုကြိုက်တယ်ဗီရိုနာကိုကြိုက်ပြီးတော့ကျွန်တော်လည်းပြောစရာရှိရပဲဒါကဘာလဲဆိုတော့ဟိုကိုမိုကကျွန်တော်လက်ရှိမှာဒီရာဒီမှာကျွန်တော်ခြေတန်းပြား100မြင့်လာတဲ့အတင်းပေါ့နော်ဆိုတော့ခြေတန်းပြား100မြင့်လာတဲ့အတင်းဆိုတော့ဒီကောင်းအနေနဲ့ပေါ့ဒီရှေ့မှာကျွန်တော်ဟိုပါပေါ့ဒီဗီရိုနာထက်ရက်တီမှုလက်ရှိစီးရီးမှာမြင့်နေတဲ့စပရီမိုလီစ်နဲ့တွေ့ရဆက်ဆူအိုလိုနဲ့တွေ့ရ2.80ပြီးရယ်ဆိုတော့နှစ်ပွဲစလုံးကို2.80ပြီးပြီးတော့ဒီကောင်3စီးတွေအောင်းလာတယ်ပေါ့နော်ဆိုတော့3စီးတွေနဲ့ဒီကောင်ကြေးအောင်လာတယ်ဒါကိုမိုပေါ့နော်ကိုမိုကဒီလိုမျိုးဟိုဟာတွေမှာဆိုတော့ဒီလက်ရှိဗီရိုနာထက်မြင့်တဲ့ဗီရိုနာထက်ကျွန်တော်ဒီဇေယျရက်တီမှုမြင့်နေတဲ့ကျွန်တော်ဆက်ဆူအိုလိုနဲ့တွေ့ရယ်ဟိုဟာနဲ့တွေ့ရယ်စပရီမိုလီစ်နဲ့တွေ့ရယ်စပရီမိုလီစ်နဲ့တွေ့တဲ့အချိန်မှာဒီကောင်ပေးခဲ့တဲ့ဈေး2.80လက်ရှိမှာလည်းကျွန်တော်ပြား100ပို့ပြီးတော့တက်လာတယ်ဆိုတော့ပြား100ပို့တက်လာမိနစ်တုန်းကကိုမိုအိမ်ခွင်းမှာဗီရိုနာကိုပေးခဲ့တာ level 100ဗျာဆိုတော့ level 100ကိုကျွန်တော်ကပြား100ပေါ့ပြား100ထပ်ပို့တွက်လိုက်လို့ရှိရင်ကိုမိုဒီယာဒီခြေစွမ်းနဲ့ကိုမိုဒီယာဒီကျွန်တော်ဗီရိုနာကိုပေးရမယ်ဈေးတန်းကကျွန်တော်က 1D ရှိရမယ်ဗျာသိလားဆိုတော့ 1D ရှိရမယ်ဆိုတော့အခု 1D တောင်မရှိဘူးဆိုတော့ 1D မရှိဘူးဆိုမှတော့ကျွန်တော်ကဗီရိုနာပဲပေါ့ဗျာသိလားဆိုတော့ဗီရိုနာပဲကြိုက်ပါဒီပွဲမှာတော့ဒါကတော့ညီကိုရင်းနဲ့အကြိုက်တွေလို့ပါဘာဖြစ်လို့လဲဆိုကိုမိုကဒါကြီးဖောင်ကောင်းနေလို့ပေါ့နော်ကျွန်တော်တော့မှအစမန်မာရွေးမလို့ဟိုမန်မာမရွေးတော့ဆိုတော့ဘိုလောနာနဲ့တိုရီနိုနဲ့တိုရီနိုနဲ့ဘိုလောနာနဲ့မှာကြာကျွန်တော်9 အောင်ပဲကြိုက်တယ် 1C 2C ပဲဗျာသလားအများကြီးမသွားဘာဖြစ်လို့လဲဆိုတော့နှစ်သင်းစလုံးကဟိုဒီမှာဒီဟိုပိုဆိုးတာဘိုလောနာပေါ့နော်ဘိုလောနာဆိုကျွန်တော်ပို့ပြီးတော့ပွဲချက်တယ်ဥရောပပွဲတွေလည်းကစားနေရတယ်ဆိုတော့ဒီပွဲတွေကပြီးတော့ဟိုနှစ်သင်းလုံးကဒီခံစစ်ဇေယျလိုက်ခဏရှိရဗျာဒါကြောင့်မလို့ကျွန်တော်ဒီပွဲကို9 ပေါင်အောက်ကိုကြိုက်တယ်နောက်တစ်ပွဲကျွန်တော်ဂျီနိုအာနဲ့စရီမိုးနီနဲ့ပေါ့နော်ဆိုတော့ဒါကျွန်တော်ဂျီနိုအာကျွန်တော်ပထမဆုံးနိုင်ပွဲရမယ်ပွဲလို့ကျွန်တော်မြင်နေရဗျာဒီပွဲကိုစီးရီပေါ့အီတလီစီးရီကျွန်တော်10ပွဲမှာဂျီနိုအာတပွဲမှမနိုင်သေးဘူးเนาะဆိုတော့ဂျီနိုအာတပွဲမှမနိုင်သေးဘူးအဲ့ဒါအောင်မှကျွန်တော်အဆင့်7ကဒီဇရာရက်တီမှုကျွန်တော်အဆင့်7ကိုရောက်နေတဲ့အတင်းကိုအင်ငွင်းကနေကျွန်တော်ဟိုပါပေါ့1.80ပေးတာကျွန်တော်ဂျီနိုအာဒီပွဲတော့နိုင်ပြီလို့ကျွန်တော်ယူဆရဗျာဂျီနိုအာနောက်ကိုဆက်လိုက်မယ်ပေါ့နော်ဒီပွဲမှာလဲဆိုဟုတ်ပါပြီဒါတော့ကျွန်တော်ဒီနေ့ညကြိုက်တဲ့ပွဲလေးတွေရဲ့30ချက်လေးပဲဖြစ်ပါတယ်ဆိုတော့ညီကိုအနေနဲ့အကြိုက်တူအောင်လိုက်ယူလို့ရပါတယ်ဆိုတော့ကျွန်တော်ကြိုက်တဲ့ပွဲလေးပြန်ပြောခဲ့ပါမယ်ပထမဦးဆုံးကျွန်တော်ကြိုက်တဲ့ပွဲပေါ့နော်ဒီ EFL ကတ်ထဲကကျွန်တော် Arsenal နဲ့ကျွန်တော်ဟိုဟာနဲ့ဒီ Brighton နဲ့မှာကျွန်တော် Arsenal 9 ပေါင်အပေါ်ကိုကြိုက်တယ်ဆိုတော့ Man City ပွဲ Man City ပွဲနဲ့ဟို Man City ပွဲမှာကျွန်တော် Swansea နဲ့ Man City ဗျာ Swansea နဲ့ Man City မှာကြတော့ကျွန်တော်ဟိုဟာကိုကြိုက်တယ် Swansea ကိုကြိုက်တယ်ဆိုတော့နှစ်ပွဲပေါ့နော်ဆိုတော့ဒီဟာဆိုလို့ရှိရင်နှစ်ပွဲ EFL တွေကခဏနေအောင်ဗျာကျွန်တော်ဟိုမှာ website ကထွက်ပြီးသားဖြစ်သွားလို့လီဗာပူးနဲ့ Crystal Palace နဲ့မှာကျွန်တော်ဟိုဟာပေါ့ဒီ9 ပေါင်အောက်ကိုကြိုက်တယ်ဆိုတော့Wolverhampton Chelsea မှာကျွန်တော် Wolverhampton ကိုကြိုက်ပြီး Newcastle စပါးမှာကျွန်တော် Newcastle ကိုကြိုက်တယ်ဟိုပါပေါ့ရိုးမာနဲ့ပါမာနဲ့မှာကျွန်တော်ပါမာဘော်ဒီကိုကြိုက်ပြီးတော့ကျွန်တော်ဒီဂျူဗင်တက်ဦးရီနီစ်မှာကျွန်တော်ဂျူဗင်တက်ကိုကြိုက်တယ်ကိုမိုဗီရိုနာမှာကျွန်တော်ဗီရိုနာကိုကြိုက်တယ်ဘိုလောနာတိုရီနိုမှာကျွန်တော်9 ပေါင်အောက်ကိုကြိုက်ပြီးတော့ကျွန်တော်ဂျီနိုအာနဲ့စရီမိုလီစ်နဲ့မှာကျွန်တော်ဂျီနိုအာကိုကြိုက်တယ်အင်တာမီလန်ဖီယိုဝင်တီနာမှာကျွန်တော်ဟိုဖီယိုဝင်တီနာဘော်ဒီကိုကြိုက်ပါတယ်ဆိုတော့ဖီယိုဝင်တီနာဘော်ဒီကိုကြိုက်တယ်ဘာလို့ဆိုတော့ဒီပွဲမှာကျွန်တော်ဖီယိုဝင်တီနာပွဲမသုံးသပ်ပြဟာသေးဘူးထားလိုက်ပါဦးဗျာကျွန်တော်ဗီဒီယိုကြီးလက်ရှိကွာအချိန်လည်းမရှိတော့ဘူးဆိုတော့Telegram မှာသုံးသပ်ပြမယ်ပေါ့နော်ဆိုတော့ Telegram မှာကျွန်တော်သေချာလေးဒါညီကိုတွေကိုရေးပေးမယ်ဒီပွဲကိုကျွန်တော် Telegram တက်အနေနဲ့ပေးမယ်ဆိုတော့စတုကန်နဲ့ Mace နဲ့9 ပေါင်းပေါ်ကြိုက်တယ်ဆိုတော့လီဗာပူးစင်ပါတာဘုံမှာပါတာဘုံကြိုက်ပြီးတော့ဘိုင်ယန်6 လုံးမှာကျွန်တော်6 လုံးနဲ့9ပေါ်ဆိုတော့ Union Berlin နဲ့ Beliefy နဲ့မှာကျွန်တော် Beliefy နဲ့9ပေါ်ဆိုတော့ဟို PSG နဲ့PSG မဟုတ် sorry ဟိုပေါ့ဒီ Line Lee နဲ့ကျွန်တော်ဟို Nice နဲ့ကန်မယ်ဒီပွဲမှာကျွန်တော်9 ပေါင်းအောက်ကြိုက်ပြီးတော့ Marseille Angaမာစီနဲ့အန်ကားနဲ့မှာကျွန်တော်9 ပေါင်ပေါ်ကိုကြိုက်တယ်ဆိုတော့ဟို Star Bro နဲ့ကျွန်တော် Ozzy နဲ့ပေါ့နော် Star Bro နဲ့ Ozzy နဲ့မှာလည်းကျွန်တော်ဒီ Ozzy ကိုကြိုက်ပြီးတော့ကျွန်တော်ဟိုပါပေါ့ Lion နဲ့ Paris နဲ့မှာကျွန်တော်ဟိုကိုကြိုက် Paris ကိုကြိုက်ပါတယ်ဟုတ်ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့ညကြိုက်တဲ့ပွဲလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်စီကရောင်းပွဲဝင်မယ်ဆိုလို့ရှိရင်နော် Viber နံပါတ် +959252491ကနေဆက်သွယ်ပေးလို့ရပါတယ် Telegram လည်းလာပြီးတော့ဆက်သွယ်ပေးလို့ရပါတယ်အောက်မှာကျွန်တော် Telegram ဟိုပါပေါ့နော် Telegram user name လေးကျွန်တော်ရေးပေးထားပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ